မရုံးမတည်သေးဆိုတော့အတောင်းလိုက်ကြိုက်ပြစ်အတောင်းလိုက်ကြိုက်တာရုံးမတည်သေးဆိုတော့ အကုန်စားတယ်သူမစားမရှိဘူးအကုန်စားဒီနေ့တွေ့တဲ့ညပကံတွေခွက်တွေအကုန်နှိုက်စားတပူကကုန်ပြီဒီမှာကြောင်မှုတပူကပါဇက်တွေပြအောင်ဒီဘက်လက်အောင်ကောင်းလားကောင်းရင်လက်မလေးထောင်လိုက်ပါအောင်ကောင်းရင်လက်မလေးထောင်လိုက်ပါအောင် မထောင်နဲ့သား ကြာလား ကြာမှာ ကောင်းလား ညီမောင်ကဩဇာတိကျွေးတာတဲ့ စီးပါညာမပိုင်တော့ကောင်းပါတယ်အဲ့တဲ့လိုမျိုးတွေ့ရအကုန်အစိမ့်တွေကောက်စားနေ ဟိုဩဇာတိကျွေးတာတဲ့ဩဇာတိကို तू ကလည်းမကျွေးတတ်တာပါကလေးဆိုတော့ तू ကလည်းမစားတတ်တာဩဇာတိတွေဒီလိုကိုက်ချက်ပြီးတော့စီတွေရောအခွန်တွေရော အခုနေရော စားရတယ်မအကုန်လုံးဝါစားတာမျိုးတာဘလို့တအားကြီးမဝါပဲနဲ့မျိုးတာအဲ့ဒီချီးပါတဲ့ထိချီးတဲ့ထိခွန်တွေရောအစီတွေရောဒီတိုင်းပုံမပြတ်ဘူးအဲ့ဒီခါလေးတွေလည်းယူတာအဲ့ပြောင်းမှုတွေလည်းဝါတော့ဝါတယ်လုံးဒီလုံးဖို့နဲ့ တော်ပြီသာကုန်ပြီဦးတိုင်းမှာကုန်တော့မှာမင်းဟာ အဲ့လိုဘိုင်းနဲ့ဆန်လာမျိုးရဲ့ စားခြင်းမရှိဘူးသူစားခြင်းမရှိဘူး စားမกินနေတယ် စားတာ ဒီဘူးပါ တော်တော့ ဒီဘူးပါမျိုးရဲ့စိတ်မျိုးစားနေ ခဏနေဒါစားလို့မစားတော့ဘူးဒေဝနေနဲ့တွေ့ရစားအောင်ပါလား အေးကျွေးမှသားရဲ့လေအောင်လေ နည်းနည်းတော့ပဲလင်းပြီးတိုင်ပါဒီမွေးအားရမပေးလိုက်ပါ လေခဏနေရောအရင်အရင်ကြီးမို့အနုရှာအောင်မယ် နာနာလေးစိတ်စားမှာ စိတ်ညစ်တယ် အရင်ကြီး အေးတာပါပဲချော့ နေပါအောင် ချော့မော်ကျွေးနေကြမလို့ ကုန်စားတော့မလေး ရေအောင်သားရဲ့နုလာကြီးအော်ဒီဟာဒီဟာကြီးကလည်းအရင်ကြီးပဲနေအောင် လူတာ တို့ကြီးရဲ့ တော့စားနေပြီမျိုး သမင်းကျွေးတယ်ကောင်းကောင်းမဟုတ်တာမဟုတ်ဘူးအဆောနဲ့ပဲသမင်းလည်းကျွေးတယ် နည်းနည်းဖဲ့ပေးလိုက်ပါဦးသူကျွေးရင်တော့ကုန်စားမှာဒါတော်ပြီအဲ့ဒါပဲနော်အကုန်ရင်တော်ပြီ တော်ပြီရဲ့နော် နောက်ထပ်မရတော့ဘူးတော်ပြီ ဟုတ်တယ်ကောင်းနေ စီးရီတော့မပါတော့ပါဘူး ကျွေးလိုက်အောင်တော့ဦးရဲ့ စီးရီတော့မပါတော့ပါဘူး မပါတော့ပါဘူးကျောင်းဘူးအဘောကအုတ်ခွန်ပါတားရီရှေ့လိမ့်ကြတော့မှာအီဟောအဲ့ဒါကြောင့် ဟွန်းရ ဟိုတမန်တလင်းအဘူခင်းတာဗာညာရှိလား အဲ့ဒါအဲ့လို အဲ့လိုမရှိဘူး မရှိဘူးခင်မရှိဘူး